လူတွေရဲ့သင်္ကေတတစ်ခုပြောင်းလဲပြီးတော့နှစ်ဥကာလအခါသမယလို့သတ်မှတ်ထားတဲ့ဤချိန်ခါမှာဘုရားမြတ်စွာဟောကြားတော်မူတဲ့ဒေသနာတော်အရသာဝရပြောင်းလဲနေတဲ့လောကကြီးဟာဘယ်အရာမှမတည်မြဲဘူးဆိုတာလူတွေရဲ့သင်္ကေတကလည်းပေါ်ပြနေတာဖြစ်တယ်ပေါ့။နေဟောင်းကုံဆုံးလို့နေတဲ့အခါသမယရောက်သွားတယ်။ဘာများထူးခြားမှုရှိသလဲလို့ဆိုတဲ့အခါလူတွေရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ခြံတွေးမှုတွေကသာအသစ်ဆန်းလို့ဖြစ်တာသို့တော့သဘာဝတရားကြီးကတော့အခုလိုပဲအဟောင်းကုံလို့အသစ်ရောက်နေတာတော့လေးစင်နဲ့အမျှပါပဲဒါကြောင့်မို့ဝိပဿနာကျင့်စဉ်အနေနဲ့ကျင့်ကြံကြုတ်ကုတ်အထုတ်ဖို့ဝိပဿနာရှုတယ်ဆိုဘာကိုရှုရတာလဲလို့ဆိုမိမိတဏ္ဍမှာရှိတဲ့တဏှာနဲ့ငါဟာလို့ဆိုတဲ့ဆွဲတဲ့အရာတွေဒိဋ္ဌိနဲ့ငါလို့ဆွဲထင်နေတဲ့အရာတွေဒီအစွဲတွေပျောက်သွားအောင်အမှန်သိရအောင်ယထာဘုဒ္ဓဒသနာတကယ်ရှိကိုရှိတိုင်းအမှန်ကိုအမှန်တိုင်းမြင်အောင်အသိဉာဏ်ဖြင့်ကြည့်ခြင်းအသိဉာဏ်ဖြင့်သိအောင်ကြိုးစားခြင်းပဲဝိပဿနာရှုတယ်လို့ခေါ်တာပါထူးခြားတဲ့အသိဉာဏ်တွေနဲ့ရှုတာဓာတ်18ပါးကိုအခြေတည်ပြီးတော့ဘုန်းကြီးတို့တွေရဲ့ခန္ဓာမှာရှိနေကြသဘာဝတရားတွေ18ခုအစုပြုပြီးတော့မြတ်စွာဘုရားဟောထားအဲဒီ18ခုအစုကိုပဲဝိပဿနာရဲ့ရှုစရာအာယုန်တစ်ခုအနေနဲ့အသုံးပြုပြီးတော့အသိဉာဏ်တွေဖြစ်ပေါ်အောင်ကြိုးစားလို့ရှိရင်နိဗ္ဗာန်လမ်းကြောင်းရောက်ရှိပြီးတော့သင်္ခါရခတ်သိမ်းချုပ်ငြိမ်းပြီးတော့သွားတဲ့ဆင်းရဲဒုက္ခတွေအဆုံးသတ်တဲ့နိဗ္ဗာန်ဆိုတာတွေ့ရှိကြမှာဖြစ်တယ်ပေါ့ဝိပဿနာရှုတဲ့အခါမှာမြင်တယ်ဆိုတဲ့နေရာမှာမျက်စိရဲ့အဆင်းအာရုံရဲ့မြင်သိစိတ်ဒီသုံးခုကြားတယ်လို့ပြောတဲ့နေရာမှာလေနားရဲ့အသံရဲ့ကြားသိစိတ်ဒီသုံးခုဒါအဓိကသုံးခုကိုပြောတာအဲ့ဒီကနေဆက်နွယ်ပြီးတော့ဖြစ်လာတဲ့သဘာဝတရားတွေရှိတယ်အနတ်ရတယ်လို့ပြောတဲ့နေရာမှာလေနှာခေါင်းရဲ့အနတ်ရဲ့အနတ်ကိုသိတဲ့စိတ်ရဲ့လျက်တယ်လို့အရသာသိတယ်ဆိုတဲ့နေရာမှာလည်းလျာရဲ့အရသာရဲ့သိတဲ့စိတ်ထိတွေ့ကိုသိတယ်ဆိုတဲ့နေရာမှာလည်းကာယပတ္တာရရဲ့ထိเสียအာယုံရဲ့ထိတာကိုသိတဲ့စိတ်အဲ့ဒါတွေမပါဘဲနဲ့စိတ်ကူးထဲမှာပေါ်တဲ့အစင်းအတန်အနံ့အရသာနဲ့မျက်စိနာနာလက်ရာကိုယ်ဆိုတာတွေနဲ့ထိလို့မရတဲ့အမှန်တန်သိမ်မွေ့တဲ့အာယုန်တွေကိုလည်းစိတ်နဲ့အာယုန်ဆုံးပြီးစိတ်ရဲ့သိတဲ့စိတ်ရဲ့ဖြစ်ပေါ်လာတဲ့အာယုန်တွေရဲ့ဉာဏ်သိစိတ်ဆိုတာလေ၃မျိုးဒီ၃မျိုးပေါင်းစပ်မှမြင်နေကြတယ်ဆိုတာဖြစ်ပေါ်လာတာဖြစ်တော့ကြောင့်အသေးစိတ်ခွဲခြားစိတ်ဖြာ analyze လုပ်ကြည့်လိုက်လို့အမှန်သိလာပြီဆိုလို့ရှိရင်တရားဆိုတဲ့အတွေးပျောက်သွားတယ်တရားဆိုတဲ့အတွေးပျောက်သွားတာနဲ့တပြိုင်နက်နာမရူပပြိစ္ဆေကဉာဏ်ဆိုတာဖြစ်လာတရားအတွေးမပျောက်သေးဘူးဆိုရင်နာမရူပပြိစ္ဆေကဉာဏ်မဖြစ်သေးဘူးတရားဆိုတာမရှိတော့ဘူးဒီသုံးခုရဲ့ပူးပေါင်းဆောင်ရွက်မှုပဲဒီသုံးခုကလည်းတစ်ခုစီထားလိုက်ရင်ဘာမှအစွမ်းတတိဖြစ်မလာဘူး energy ဆိုတာရမလာဘူးသုံးခုပေါင်းလိုက်မှဖြစ်လာဒီသဘောတွေကိုဆင်ញင်သုံးသပ်ပြီးတော့ကြည့်လို့သိလာတယ်အတိလေးဟာယုံနိုင်ကွဲပြားပြီးတော့အမှန်ကိုသိတာဖြစ်တော့ကြောင့်ယထာဘုဒ္ဓညာဏဒသနာ
မှန်ကန်တဲ့အတိုင်းမြင်တယ်လို့သိရမယ့်ဟာကိုပိုင်းပိုင်းခြားခြားသိအဲ့ဒါလို့သိတာပဲညာတပညာဒီမှာလည်းပဲဆက်သွယ်ပြီးတော့ဒီသဘာဝတရားတွေဟာပြင်ဘက်ကနေပြီးတော့ control လုပ်ပေးနေတဲ့အုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်တရားဆိုတာရှိသလားစီမံဆောင်ရွက်နေတဲ့စီမံသူဆိုတာရှိနေတယ်ဖန်ဆင်းနေတဲ့ဖန်ဆင်းရှင်ဆိုတာရှိသလားလို့ကြည့်လိုက်တော့ဘာမှဖန်ဆင်းတာမဟုတ်ဘူးဒီတဘာဝတရားသုံးခုပေါင်းစပ်လို့ဒီအနေအထားတွေဖြစ်နေတယ်လို့တခုတစ်ခုစီရဲ့အကြောင်းတရားတွေကိုလည်းဆင်ခြင်သုံးသပ်လာနိုင်အကြောင်းတရားကိုမှန်သိလာဥပမာမျက်စိဆိုလို့ရှိရင်ပရိစ္ဆေသမုပ္ပါဒ်နဲ့ကြည့်တော့ဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏလို့ဆိုတဲ့ထဲဝိညာဏပစ္စယနာမရူပမျက်စိဆိုတာအဲ့ဒီရူပဆိုတဲ့ထဲမှာပါတယ်သူရဲ့အကြောင်းတရားကဘာလို့ဆိုရင်အဝိဇ္ဇာကိုလည်းအကြောင်းတရားလို့ပြောလို့ရတယ်ကံကိုလည်းအကြောင်းတရားလို့ပြောလို့ရတယ်နောက်ပိုင်းကကြည့်မယ်ဆိုရင်တဏှာတဲ့ဥပါဒဏ်နဲ့ကမ္မဘဝတဲ့ဒါတွေဟာမျက်လုံးရလာခြင်းရဲ့အကြောင်းတရားတွေပဲမျက်စိဘာကြောင့်ဖြစ်တုံးလို့အချင်းချုပ်ပြောလို့ရှိရင်မျက်လုံးကိုလိုချင်တဲ့တဏှာကြောင့်မျက်လုံးဖြစ်တယ်ပေါ့ဒုက္ခသမုဒယမြတ်စွာဘုရားကဟောထားတဲ့အထင်ပဲသမုဒယသစ္စာလို့ဟောတာတဏှာတစ်ခုတည်းကိုဥတည်ပြီးဟောတာဒီမျက်စိတို့အစင်းအာယုံတို့နားတို့အတန်တို့နှာခေါင်းတို့အနံ့တို့လျှာတို့အယတာတို့ကိုယ်ကာယတို့အထီအတွေ့တို့စိတ်တို့သိစရာအာယုံတို့ဆိုတာဘယ်ထဲမှာအများစုပါနေတယ်လဲလို့ဆိုရင်နံပါတ်1ဒုက္ခသစ္စာထဲမှာပါနေဒုက္ခသစ္စာဆိုတာဆင်းရဲလို့ဒုက္ခသစ္စာခေါ်တာမဟုတ်ဘူးသူကအဓိပ္ပာယ်တစ်ခုကဒုက္ခဆိုတဲ့စကားလုံးနှလုံးကိုဒုက္ခပေါင်းပြီးတော့ပြောလိုက်တယ်ဒုဆိုတာခြေနှက်စရာမကောင်းဘူးဘာဖြစ်လို့လဲပြဿနာမှန်တယ်ညသူရှိလို့တက်နေခြေနှက်စရာမကောင်းမျက်စိရှိလို့မျက်စိနားလဲမျက်စိပြတ်တယ်တိမ်ကြတယ်အမျိုးမျိုးဒုက္ခတွေပြီးနားရှိလို့ဒုက္ခတွေမျိုးမျိုးရောက်တယ်နှာခေါင်းရှိလို့ဒုက္ခတွေလျှာရှိလို့ခန္ဓာကိုယ်ရှိလို့စိတ်ရှိလို့ဒုက္ခတွေဖြစ်နေတယ်တန်တရားထဲမှာကြုံတွေ့ရတဲ့ဒုက္ခတွေဟာသူတို့ရှိနေလို့ဖြစ်တာဖြစ်တော့ကြောင့်အလုံးဟာပြစ်မှတ်ကြီးလို့တာခက်တစ်ခုပြစ်လိုက်တဲ့မြားနေတာဒီမှာကြီးပဲဝင်ဆူးတာအဲ့ဒါလိုပဲလာသမျှဘေးရန်အန္တရာယ်တွေကသူတို့စီကြီးပဲရောက်လာဒါကြောင့်ဘေးရန်အလုံးရဲ့တရားဖြစ်လို့ဒီယုံ nant ခန္ဓာတွေဟာဒုခြေနှက်ဆရာမကောင်းဘူးခြေနှက်ဆရာမကောင်းခဆိုတဲ့အဓိပ္ပာယ်ကဘာမှမရှိဘူးဆိုတဲ့အဓိပ္ပာယ်ဘာမှမရှိဘူးဆိုတာဘာပြောတာတော့ဆိုအဲ့ဒီခြေနှက်ဆရာမကောင်းတဲ့ရုပ်တွေနံနေတဲ့မှာငါဆိုတာရှိသလားငါဟာဆိုတာရှိစီမံဆောင်ရွက်နေတဲ့အရာရှိသလားမရှိဘူးစီမံဆောင်ရွက်နေခံစားသူရောရှိသလားမရှိဘူးပြုလုပ်သူရောရှိသလားမရှိဘူးလုပ်သူလည်းမရှိဘူးခံစားသူလည်းမရှိဘူးအကြောင်းအကျိုးအနေနဲ့ဒါဖြစ်တာဆိုပါစို့မြင်သိစိတ်လေးကိုသူကဖန်တီးပေးနေတာလို့ဆိုမြင်သိစိတ်လေးဖြစ်နေတာဟာမျက်လုံးနဲ့အစဉ်ဆုံးလို့ဖြစ်လာတာမျက်လုံးကိုအကြောင်းပြုပြီးတော့ဖြစ်တယ်မျက်လုံးနဲ့အစဉ်ဆုံးသွားတဲ့အခါလေးမှာမြင်သိစိတ်လေးဖြစ်လာအဲ့လိုဖြစ်လာတာတစုံတစ်ယောက်ကစီမံဆောင်ရွက်နေတာလားဆိုမဟုတ်ဘူးမျက်စိဆိုတာလေသဘာဝတရားရဲ့ဖန်တီးမှုကြောင့်ဖြစ်ပေါ်လာတဲ့အရာတစ်ခုပဲဖြစ်တယ်အစဉ်အာယုံဆိုတာလေသဘာဝတရားရဲ့ဖန်တီးမှုကြောင့်ဖြစ်ပေါ်လာတဲ့အရာတစ်ခုသာဖြစ်တယ်သူကိုယ်တိုင်ကလည်းဘာမှစွမ်းဆောင်နိုင်မှုမရှိဘူးဆုံလိုက်တဲ့အခါမှာစွမ်းရည်တတ္တိတွေတက်လာပြီးတော့မြင်သိစိတ်ဆိုတာကိုထုတ်လုပ်ပေးတယ်ဥပမာပဲစီကိုဒုတ်နဲ့တီးတယ်ဆိုလို့ရှိရင်စီတခြားဒုတ်တခြားထားလိုက်လို့ရှိရင်ဘာအတန်မှမထွက်နိုင်စီနဲ့ဒုတ်နဲ့တိခတ်ခြင်းဆိုတဲ့ပေါင်းစပ်မှုဖြစ်မှအတန်ဆိုတာထွက်လာစီကလည်းစီကြီးတတ်တတ်ရှိရင်ဘာမှအစွမ်းတတ္တိမရှိဘူးဒုက္ခလည်းဒုက္ခကြီးစွမ်းတတ္တိမရှိဘူး
အတန်ဆိုတာလည်းဖြစ်ပေါ်လာနိုင်ခြင်းမရှိဘူးဟောဒီသုံးခုဆုံလိုက်ပြီဆိုလို့ရှိရင်အတန်မျိုးစုံထွက်လာတယ်အဲ့ဒီတော့စီကအဓိကလားဒုက္ခအဓိကလားအတန်ကအဓိကလားလို့ဆိုဘယ်အမှအဓိကမဟုတ်သုံးခုဆုံမှဖြစ်တယ်ဒုက္ခရှိလို့လည်းစီတံမထွက်ဘူးစီကြီးရှိလို့လည်းစီတံမထွက်ဘူးဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါဖြစ်ပေါ်လာတာဖြစ်တယ်သင်္ခါရအတ္ထဒုက္ခလာလို့ဆိုတယ်တခုစီနေဘာမှလှုပ်ရှားနိုင်တာမဟုတ်ဘူးဘာနဲ့ဥပမာတူလို့ဆိုရင် robot ဆိုရုပ်သေးရုပ်နဲ့အလားတူတူတယ်မြန်မာရုပ်သေးရုပ်ကကျိုးနဲ့လှုပ်ရှားကျိုးမလှုပ်ရင်ရုပ်သေးကငြိမ့်နေမှာပဲကျိုးလုံးမှလှုပ်လို့ရတယ်တဘာဝဘက်ထရီနဲ့လှုပ်တဲ့ရုပ်သေးရုပ်တွေကြတယ်ဘက်ထရီစွမ်းအားနဲ့လှုပ်ရှားစကားပြောတယ်ကတယ်မျိုးစုံလုပ်တယ်ဒါတွေကအကြောင်းတရားတွေပေါင်းစပ်လာမှဖြစ်တာဖြစ်လို့တခုတည်းဆိုဘာမှမရှိဘူးဒါကြောင့်ဒီထဲမှာစီမံသူလည်းမရှိဘူးပြုလုပ်သူလည်းမရှိဘူးပေါင်းစပ်လိုက်မှဖြစ်လာတဲ့အရာသာရှိတယ်လို့ဒီလိုဆိုတာအဲ့ဒါကြောင့်မလို့ငါဆိုတာလည်းမရှိငါဟာဆိုတာလည်းမရှိဘာစွမ်းရည်တတ္တိမှလည်းမရှိဘူးလို့တုံညဆိုတဲ့သဘောကိုဖော်ပြတယ်အဲ့ဒီသဘောကိုအလေးနဲ့ထားဆင်ញင်စဉ်းစားကြည့်အောင်ကနေ့ခေတ်မှာမဟာသတိပဋ္ဌာန်တုတ်ကိုရည်ညွှန်းပြီးတော့ဆရာတော်ကြီးတွေကမှတ်ခိုင်းတယ်မြင်တာကိုမြင်တယ်ကြားရင်ကြားတယ်လို့ဒီလိုမှတ်ခိုင်းတာဟာဘာအတွက်ဥတည်နေတာလဲလို့ဆိုလို့ရှိရင်မြင်ကြိုက်ကလေးတွေတတိထားမိအောင်ကြားရင်ကြားတဲ့အခိုက်ကလေးကိုတတိထားမိအောင်တတိနဲ့တမ္ပဇညာကိုပြုစုပြောင်းထောင်ပေးနေတဲ့သဘောသာဖြစ်တယ်ပေါ့လေ့ကျင့်ပေးနေတာပြည့်စုံတဲ့လေ့ကျင့်ခန်းတော့မဟုတ်ဘူးဝိပဿနာဉာဏ်ဖြစ်ဖို့အတွက်တတိတို့တမ္ပဇညာတို့လိုအပ်လို့အမှန်တမ်းတတိတမ္ပဇညာတွေအားပြော့နေတဲ့ပုရုဇဉ်တွေရဲ့စိတ်ဓာတ်တတိတမ္ပဇညာလေးတွေရင့်တန်အောင်ဆိုပြီးအဲ့လိုလေလေ့ကျင့်ဒါအစလေးပဲရှိသေးတယ်လေ့ကျင့်တာပဲအဲ့ဒီလိုလေ့ကျင့်တဲ့အခါမှာဘယ်လိုမြင်ရမလို့ဆိုရင်မြင်တယ်လို့သတ်မှတ်တဲ့နေရာမှာဘယ်နှခုလဲဆိုမျက်လုံးရဲ့အဆင်းအာရုံရဲ့မြင်သိစိတ်ဒီသုံးခုသိဖို့လိုတယ်မြင်တယ်ဆိုတာငါမြင်တာမဟုတ်ဘူးဒီသုံးခုစုံလိုက်လို့မြင်တယ်ဆိုတာဖြစ်လာတာဒီသုံးခုမစုံမိရင်မဖြစ်ဘူးအဲ့ဒီသဘောကိုထိအောင်ခွဲခြားစိတ်ဖြာပြီးတော့ကြည့်လိုက်လို့ရှိရင်ငါဆိုတဲ့အရာလည်းတစ်ခုမှမရှိဘူးငါဟာဆိုတဲ့အရာလည်းတစ်ခုမှမရှိဘူးသဘာဝတရားတသက်ဆက်သွယ်ပြီးတော့တစ်ခုနဲ့တစ်ခုမိခိုပြီးဖြစ်ပေါ်နေတဲ့အရာညလာဖြစ်တယ်လို့ဒီအမြင်မျိုးထိအောင်မြင်ဖို့ဝိပဿနာအမြင်နဲ့ဒီထိအောင်မြင်မှလှုပ်ဆောင်မှုကိစ္စပြီးတယ်ဒါကြောင့်မို့အနတ္တလက္ခဏာတုတ်မှာမြတ်စွာဘုရားဟောထားတာရှိတယ်လေဘာကိုဖြုတ်ဖို့ဒီအမြင်ကိုကြိုးစားနေရတာတော့ဆိုအဓိကနှစ်ခုကဘာလဲလို့ဆိုငါနဲ့ငါဟာငါဆိုတာဒီနေရာမှာတော့ဒိဋ္ဌိငါဟာဆိုတာတဏှာဒိဋ္ဌိအစွဲလန်းနဲ့တဏှာအစွဲလန်းဒီနှစ်ခုကိုဖြုတ်နိုင်အောင်တနည်းအားဖြင့်ပြောမယ်ဆိုရင်ငါလို့ဆိုတာနဲ့အတ္တနဲ့အတူတူပဲအတ္တလို့ဆိုတာငါအတ္တနိယဆိုတာငါမြတ်စွာဘုရားကထိုသုတ်တန်လေးမှာအဟံမမဆိုတဲ့စကားလုံးကိုသုံးတယ်အဟံဆိုတာငါမမဆိုတာငါဟာရုပ်တရားနဲ့တရားတွေနဲ့ပတ်သက်လာရင်လူတွေကသူ့သဘာဝအတိုင်းသူဖြစ်တာကိုပဲငါလို့ထင်လိုက်တယ်ငါဟာလို့ထင်လိုက်တယ်အဲ့ဒီငါဟာကနေဆက်ပြီးတော့အကုသိုလ်တွေဖြစ်တာဒါကြောင့်မို့လို့အဲ့ဒီငါဆိုတဲ့မှားရွက်တဲ့အမြင်တစ်ခုဖြောက်ငါဟာဆိုတဲ့မှားရွက်တဲ့တဏှာအတွေ့ကိုဖြောက်ဖို့ဒါအတွက်ဝိပဿနာရှုတာဖြစ်တယ်ပေါ့မြင်တယ်လို့ရှုရင်းကနေပြီးတတိတံပဇညာအကောင်းလာတဲ့အခါမှာမြင်တယ်ဆိုတဲ့နေရာမှာဒီသုံးခုဖြစ်တယ်အဲ့ဒီသုံးခုတွေဘယ်သူမှဘယ်ဟာကိုမှငါလို့ပြောလို့လည်းမရဘူးငါဟာလို့လည်းမပြော
ဒါကြောင့်မို့အနတ္တလက္ခဏာတော့မှာနေတံမမမာနထည့်ပြီးနေသောဟမတမိနမေသောအတ္တနမေသောအတ္တနဲ့ငါဆိုတာနဲ့တူတူပဲနော်ငါဖြစ်တယ်ဆိုတာကြတော့မာနကိုဆိုလိုတာအဲ့တော့မာနကိုဖယ်ထားလိုက်ငါနဲ့ငါဟာဒီနှစ်ခုပဲစဉ်းစားကြည့်ငါမဟုတ်ဘူးငါဟာမဟုတ်ဘူးလို့ယထာဘူတံသမ္မပညာရဲ့တထပါငါမဟုတ်ဘူးငါဟာမဟုတ်ဘူးသဘာဝတရားတက်တဲ့စုံစည်းမိလို့ဖြစ်လာခြင်းများတာဖြစ်တယ်လို့ဒီလိုမှန်ကန်တဲ့အသိပညာဖြင့်ရှုမှတ်ပါလို့ဒါဝိပဿနာလုပ်ပြီးကိုမြတ်စွာဘုရားညွှန်တာပဲအဲ့လိုရှုလိုက်တဲ့အခါကျတော့ဒီသဘာဝတရားတွေပေါ်မှာအသေးစိတ်မြင်လာပြီးတော့မျက်လုံးဆိုတာကံတရားကြောင့်ဖြစ်လာတာအဝိဇ္ဇာကြောင့်ဖြစ်လာတာသင်္ခါရကြောင့်ဖြစ်လာတာတဏှာဥပါဒဏ်တွေကြောင့်ဖြစ်လာတာအစင်းအာယုံဆိုတာလည်းပဲနော်ဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်လာတယ်ပြင်ပကဗဟိတအစင်းဆိုလို့ရှိရင်ဥဒုရဲ့ဖန်တီးမှုကြောင့်ဖြစ်လာတာအစ္ဆဒအစင်းဆိုလို့ရှိရင်နော်ခုနကအဝိဇ္ဇာကြောင့်ဖြစ်တယ်ကံကြောင့်ဖြစ်တယ်တဏှာဥပါဒဏ်ကြောင့်ဖြစ်တယ်လို့အကြောင်းတရားလေးတွေကိုဆင်ញင်သုံးသပ်လာနိုင်တာကြတော့ပိစ္ဆယပရိက္ခဉာဏ်ဒီဉာဏ်နှစ်ခုဒီညာတပရိညာသဘာဝရှုထောင့်ကသိတယ်အသိဒီဉာဏ်နှစ်ခုအခြေခံအောင်ရှင်းလာကြိုးစားအထောက်အောင်အဲ့ဒါအခြေခံရပြီးတဲ့နောက်မှာတာမင်ညလက္ခဏာလို့ခေါ်တဲ့ universal characteristic တာမင်ညလက္ခဏာ universal အားလုံးနဲ့သက်ဆိုင်အဲ့ဒီသဘာဝတရားမြင်မှုကိစ္စမှာသဘာဝတရား၃မျိုးကြားမှုကိစ္စမှာသဘာဝ၃မျိုးနာမှုကိစ္စလျက်မှုကိစ္စထိတိမှုကိစ္စကြံပေးမှုကိစ္စမှာသဘာဝတရား၃မျိုးအဲ့ဒီ၃မျိုးစီဟာခိုင်မာတာတစ်ခုမှမရှိဘူးမျက်စိကြည့်လေအမြဲတမ်းပြောင်းလဲနေတယ်အဆင်းအာရုံကလည်းအမြဲတမ်းပြောင်းလဲနေတယ်ယင်သိစိတ်ဆိုတာလည်းပေါ်လာပြီးတော့ပျောက်သွားတယ်မမြဲတဲ့သဘောတွေကိုတရားတွေ့ပြီးတော့မှသူ့ရဲ့သဘာဝဆိုတဲ့ individual characteristic ရှုထောင့်ကနေပြီးတော့တရားကိုစုပ်ကိုင်ပြီးတော့မှဒီတရားရဲ့မမြဲတဲ့သဘောကိုမပိုင်တဲ့သဘောသိမှာပေါ့တရားကိုမစုပ်ကိုင်သေးပဲနဲ့ဒီတာမင်ညလက္ခဏာလို့ဆိုရယ်အနိစ္စဒုက္ခအနတ္တဆိုတာဘယ်သွားကြည့်လို့ရမှာလဲဒီလိုဆိုလိုတာပေါ့တရားကိုစုပ်ကိုင်ပြီးတဲ့နောက်မှာအဲ့ဒီတရားပေါ်မှာဆင်ញင်သုံးသပ်ရင်ကနေပြီးတော့ဒီတဘာဝတရားတွေဟာပေါ်လာတယ်မြတ်စွာဘုရားကမှန်ကန်တဲ့အမြင်နဲ့စဉ်းစားခိုင်းထားတဲ့သုတ်တန်လေးတွေအမှန်တမ်းကောင်းတယ်စက္ခုအနိစ္စဝိပရိနာမဓမ္မနိရောဓဓမ္မဝိပရိနာမဓမ္မမျက်လုံးလေးကို individual characteristic အဆင့်ကနေပြီးတော့မျက်လုံးဆိုတာဘာဆိုတာသိပြီးတဲ့နောက်ဘာကြောင့်ဖြစ်တယ်ဆိုတာသိပြီးတဲ့နောက်မှာတိရဏပရိညာအခန်းကြအမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေအစိုးမပိုင်တဲ့သဘောတွေကိုသိဖို့အတွက်ဆင်ញင်သုံးသပ်မှုဖြစ်ပေါ်လာမှုမြတ်စွာဘုရားဟောတာစက္ခုအနိစ္စမျက်လုံးဟာဖြစ်လာပြီးတဲ့နောက်ပြောင်းသွားတာသာဝရမြဲနေတာမဟုတ်အချိန်ပေါင်းများစွာပြောင်းလဲလာခဲ့တယ်16 စက္ကန့်ဆိုမှဆိုစိတ်16ချက်သူ့ရဲ့တက်တန်းတစ်ခုဟာစိတ်16ချက်ပြတ်သွားတဲ့အတိုင်းအတာနဲ့တူတယ်ပေါ့ဟုတ်သူတစ်ချိန်ဖြစ်ပြီးပြတ်တဲ့အတွင်းဟာစိတ်16ချက်ပြတ်သွားတယ်သူကအပြတ်နှေးတယ်ပေါ့စိတ်ကမြင်တယ်ဖြစ်ပြီးချက်ချင်းပြတ်သွားတယ်စိတ်ကလျှက်စီးလက်တယ်လို့ပဲအမှန်တမ်းမြန်တယ်ရုပ်ကြတော့ဖြစ်လာပြီးတဲ့နောက်စိတ်ပေါင်း16ချက်ပြည့်သွားမှသူကဖြစ်တယ်အဲ့ဒါကြောင့်ရုပ်တစ်ခုရဲ့တက်တန်းဟာစိတ်တခဏ16ချက်ရှိတယ်လို့ဒီလိုပြောတာအဲ့ဒါကိုအလွယ်မှတ်ဖို့ရ16စက္ကန့်လို့ဒီလိုပြောတာနော်လွယ်အောင်မှတ်ဖို့ဒီတဲ့တူတယ်လို့တော့မှတ်16စက္ကန့်မှဆိုရင်သူတက်တန်းတစ်ခုပြောင်းသွားနောက်ထပ်ဖြစ်တာကနောက်ရုပ်တွေကြီးပဲဒါကြောင့်မလို့မျက်စိကမှုံလာတယ်ဆိုတာအဲ့ဒီဘောပြောတာ
လူရဲ့ခန္ဓာကိုယ်ကြီးပြောင်းလဲလာမှုတွေဟာဘုံတိုင်းဆိုပြီးတော့ချက်ချင်းပြောင်းလာမှာမဟုတ်တာတဖြည်းဖြည်းစက္ကန့်အလိုက်ပြောင်းလဲပြီးတော့နေတဲ့ဟာတဖြည်းဖြည်းပေါင်းပြောင်းလဲမှုကအဆိုးဘက်ကိုပြောင်းလာတာဖြစ်ပြီးအတွက်ကြောင့်သူကနောက်ထပ်ပြန်ဖြစ်တာကပထမဆုံးပြက်ပြီးနောက်ထပ်အသစ်ဖြစ်တာပထမဟာနဲ့စင်စင်လေးလာတယ်နောက်တစ်ခါစင်စင်တဖြည်းဖြည်းပြက်မှုတွေကအချိန်များလာတဲ့အခါကျတော့ပထမဆုံးဟာနဲ့နောက်ထပ်ပေါ်တဲ့ဟာမတူတော့ဘူးတဖြည်းဖြည်းကွဲလာတယ်ဒါကြောင့်မို့လို့လူရဲ့ရုပ်ဟာငယ်ရာကကြီးလာတယ်ဆိုတာအဲ့ဒါပြောတယ်ပြက်ပြီးတော့အချိန်ချင်းထပ်ဖြစ်နေတာအဲ့ဒီအချိန်ချင်းထပ်ဖြစ်တဲ့အရာဒီပြက်သွားတဲ့အရာတော့မကောင်းတော့ဘူးဟောင်းလာပြီအစ်စ်မဟုတ်တော့ဘူးဆိုတာထင်ရှားလာတဖြည်းဖြည်းဟောင်းနှွမ်းလာတယ်လို့ဒီလိုပြောကော်ပီတွေကတဖြည်းဖြည်းယူရင်းလာတယ်ပေါ့တိတ်မတူချင်တော့ဘူးပထမတော့ပုံတူနဲ့ထုတ်နေတာနောက်ပိုင်းရောက်တဲ့အခါကျတော့ပုံတူတွေမဟုတ်တော့ဘူးတဖြည်းဖြည်းပြောင်းသွားတယ်ဒါကြောင့်မလို့စနေသားအရွယ်ကဓာတ်ပုံတစ်ခုကို40 50အရွယ်မှာရှင်းကြည့်ပေါ့စနေသမီးအရွယ်ကဓာတ်ပုံတစ်ပုံနဲ့40 50 60အရွယ်ရှင်းကြည့်ပေါ့အများကြီးကွာသွားတယ်အဲ့ဒါပုံတူတွေထပ်ထုတ်နေတာထပ်ထုတ်ရင်းကနေပြီးတော့ပြက်နေတဲ့သဘောကြောင့်ယိုယွင်းလာတာအဲ့ဒီလိုဖြစ်လာတော့မြတ်စွာဘုရားကဒါကိုအသေးစိတ်မြင်အောင်စက္ခုအနိစ္စံဝိပရိနာမဓမ္မမျက်လုံးဆိုတာဖြစ်ပြီးပြတ်သွားတဲ့အရာသာဖြစ်တယ်အမြဲပြောင်းနေတဲ့အရာသာဖြစ်တယ်ပုံမှန်ဖြစ်ပြီးပြတ်သွားတယ်ဆိုတာဒီတစ်ခါဖြစ်တဲ့အရာဒီထာဝရတည်နေတာမဟုတ်ဘူးဆိုတာကိုပြောတယ်ဝိပရိနာမဓမ္မဆိုတာပြောင်းလဲတာငါကိုပုံစံနဲ့မတူဘူးရင်လာတယ်လို့ပုံနဲ့ပြောင်းလာတဲ့သဘောကိုဝိပရိနာမလို့ပြောတယ်ဖြစ်ပြီးရင်လည်းပြန်ပြောက်သွားတယ်ဒါကအနိစ္စပြန်ဖြစ်လာတဲ့အရာဒီရှေ့ကဟာနဲ့တဖြည်းဖြည်းချင်းကွဲလွဲလာတယ် different ဖြစ်လာတယ်ပေါ့ဒါအဲ့ဒါကိုဝိပရိနာမဓမ္မလို့ပြောတာပြောင်းလဲလာတယ်ပြောင်းလဲလာလိုက်တာစနစ်ကနေပြီးတော့နှစ်40 50ကျတော့ပိုသိတာအဲ့ဒါလိုပြောင်းလာတာ